ပတ်စံနေဘယ်ရောက်ကုန်မှန်းမသိဘူးဖြစ်နေပြီလားဒါဆိုရင်တော့ကျွန်တော်ဒီနေ့ပြောပြမယ်အချက်၃ချက်ကိုစသုံးကြည့်မယ်ဆိုရင်ဒီသာပတ်စံစုမိလာပါလိမ့်မယ်ကျွန်တော်တို့နေ့တရက်ကုန်သွားလို့ကိုပတ်စံကိုပြန်ကြည့်ရခါမှာဟာငါပတ်စံနေရငါဘာတွေသုံးပြီးလို့ဒီလောက်ထိကုန်သွားလဲဆိုပြီးတော့စဉ်းစားမြန်ဖြစ်ဖူးမှာပါဒါကဘာကြောင့်လဲဆိုရင်ကိုကကျွန်တော်တို့အိတ်ပေါက်နဲ့ဖားကောက်သလိုပဲပတ်စံတွေကရှာတယ်တုံးတယ်တစ်ခါတလေဆိုရင်မလောက်မငှရတောင်ဖြစ်ဖူးကြမှာပါဒါကြောင့်မလို့ဒီရှာတွေကိုရှော့ချနိုင်ဖို့အတွက်ဒီချက်၃ချက်ကိုသုံးကြည့်ပါပထမဆုံးအချက်ကကျွန်တော်တို့တွေပြင်သွားတဲ့အချိန်မှာတက်လာလေးမြင်ဆွဲဆောင်မှုရှိတဲ့ပစ္စည်းလေးတွေကိုမြင်နေဆိုရင်ကျွန်တော်တို့တွေအရန်ကိုလိုချင်ကြပါတယ်ဒါကတော့လူတိုင်းရဲ့လူရဲ့တဘာဝပေါ့နော်ဒါကြောင့်မလို့ကိုကပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုရင်ကျွန်တော်ချိန်3မိနစ်လောက်အနည်းဆုံးပေးပြီးစဉ်းစားပါဒီပစ္စည်းကကိုယ့်အတွက်တကယ်ပဲလိုအပ်တာလားဒါမှမဟုတ်ခဏလိုချင်မှုလားဒါကိုကျွန်တော်တို့ကပထမဆုံးအနေနဲ့စဉ်းစားပါအကယ်၍အဲ့လိုမျိုးသာကိုကစဉ်းစားမယ်ဆိုရင်ဒီချက်ကလည်းမလိုတဲ့အရာတွေကိုမဝယ်မိတာဖြစ်တဲ့အတွက်ပတ်စံစုမိလာပါလိမ့်မယ်ကျွန်တော်တို့ဒုတိယချက်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကအပြင်ကိုသွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ online shopping ကနေပစ္စည်းတွေမှာဖြစ်ဖြစ်ကိုကဒီနေ့အတွက်အသုံးစရိတ်ဘယ်လောက်သုံးပါလဲကိုကအပြင်သွားမယ်ဆိုရင်ကိုကပစ္စည်းဘယ်နှမျိုးဝယ်မှာလဲမှတ်သားထားဖို့လိုအပ်ပါတယ်ကိုကဒီနေ့3မျိုးပဲဝယ်မှာဆိုရင်အဲ့3မျိုးကိုအိမ်မှာကလေးကကျွန်တော်တို့မှတ်သားသွားပါဒါဆိုရင်အပြင်မှာချိတ်ဆွဲထားတဲ့လှနေတဲ့ပစ္စည်းတွေကိုမြင်တဲ့အချိန်ကျရင်ကိုယ့်ဘက်ကနေပြီးတော့စိတ်ရိမ်မသွားတော့ပါဘူးဘာလို့လဲဆိုတော့ကိုကအိမ်မှာကလေးကဒီပစ္စည်း3မျိုးကိုပဲကိုကဝယ်မယ်ဆိုပြီးတော့ဒါရှင်းမှတ်သားထားတဲ့အတွက်ဒီပစ္စည်းကိုဝယ်ပြီးတော့ရုံပြန်မှာဒီနီလန်းကလည်းအတင်အတွက်ပတ်စံစုမိလာပါလိမ့်မယ်ကျွန်တော်တို့တတိယနီလန်းသုံးချက်မြောက်အနေနဲ့ကဘာလဲဆိုတော့ကျွန်တော်တို့တွေနေ့စဉ်သုံးနေတဲ့မုံဘိုးတွေကော်ဖီဘိုးတွေဒီຢာတွေကချိလိုက်မယ်ဆိုရင်တိတ်မများဘူးဆိုပေမဲ့တကယ်တမ်းတစ်လလုံးအနေနဲ့စုကြည့်မယ်ဆိုရင်တော်တော်များပါတယ်ဒါကြောင့်မလို့ဒီချက်ကလည်းစုကြည့်ပါဒါဆိုရင်ကိုယ့်ရဲ့သုံးစိတ်တော်တော်လေးရှော့ချလာတာကိုသိရပါလိမ့်မယ်ဒါကြောင့်မလို့ brother အနေနဲ့လည်းဒီနေ့အတွက်အသုံးစိတ်ဘလောက်ကိုရှော့ချပေးပြီလေကျွန်တော်ရဲ့ comment မှာမျှဝေပေးခဲ့ပါဦး